Hello တီးပါတီးတငယ်ချင်းနဲ့အတူတူရှေ့တစ်ပတ်လောက်ကဒိတ်ဖြစ်ရင်းနဲ့တီးတို့အလုံးဝ coffee ဆိုင်လေးတစ်ဆိုင်အောင်ရောက်သွားတော့ vlog လေးရိုက်ဖြစ်ခဲ့ပါတယ်တီးနဲ့အတူတူလိုက်ကြည့်ပေးပါအောင်နော်ချင်းမြင့်နိုင်ရဂျာရဲမှာမောက်စားပြီးတော့အေးအေးဆေးဆေးလေးတွေ့မယ်လို့ပြောထားကြတာတကယ်တော့မထင်မှတ်ပဲနဲ့ဒီဆိုင်အောင်ရောက်သွားတာပေါ့နော်နေအောင်က plan လည်းမရှိထားတဲ့အခါကျတော့ဘာမှသိမပြင်ဆင်လာတော့တပ်ပုံတော့တိချာမရိုက်ခဲ့ရအောင်တီးရငငယ်ရဲ့အလုံးမနေခဲ့ရဆိုတော့အိမ်ပြောင်းသွားတာမှတီးတော်ကြီးမှာပဲလာနေဖြစ်တာများဒီဆိုင်လေးကိုလည်းတွေ့ဖြစ်တာမကြသေးဘူးပေါ့နော်တီးတော်ကြီးနဲ့ဒီဆိုင်လေးဆို2လမ်း3လမ်းပဲကွာတယ်အဲ့နဲ့တီးတို့ဒီဆိုင်လေးကိုရောက်လာတာသူတို့စီကရောက်ချင်းမှာဒီ welcome track ဆိုပြီးတော့တီးတို့ detox water နဲ့ဖျဲတီးနဲ့လာချပေးပါတယ်အဲ့ဒါ F4C ပါဒီဆိုင်လေးကနေရာလဲကျယ်တယ်ပြီးတော့ lighting လေးလည်းကောင်းတယ်အဓိကတော့သူတို့ရဲ့ decoration ပေါ့နော်သူတို့ပြင်ဆင်ထားတဲ့ပုံစံလေးတွေကအဲ့လိုရှင်းရှင်းလေးနဲ့ဟိုမှာလှနေရမျိုးလေးပြီးတော့သူတို့ကဒီလို handmade ပစ္စည်းလေးတွေ drink catcher လေးတွေမြန်မာဟန်လေးနဲ့ဆိုတော့ photo spot တစ်ခုစီတိုင်းကလှနေတာကောင်မလေးတွေတော်တော်လေးကြိုက်မယ်လို့ထင်ပါတယ်ပြီးတော့လေသူတို့ဆိုင်ကထိုင်ကုန်တွေမှာထားပေးထားတဲ့အဲ့ဒီ cushion လေးတွေဆိုရင်လေသူတို့ဆိုင်ရဲ့ trademark လို့တော့ပြောလို့ရမလားမသိဘူးတော်တော်လေးလှတယ်ဒီတော့မောက်စားခဲ့တော့ coffee နှစ်ခွက်မှာတောက်လိုက်တယ် coffee အရသာတွေကတော့ပုံမှန်ပဲဈေးကလည်းပုံမှန်ပါပဲဆိုင်နာမည်က cafe A ကဆိုင်ကငိုးဝလန်အောက်ကြီးမြနိုင်လမ်းဘက်အလုံးမျိုးနေမှာရှိပါတယ်ဆိုင်ကဖွင့်ထားတာတိတ်မကြသေးတော့ page တွေပါရှာမတွေ့မှာဆိုလို့ page ကနေရှာချင်တဲ့သူတွေအတွက်ဒီအောက်မှာ mention လေးခေါ်ထားပေးမယ်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါတတာ